ရန်ကုန်မှာကျင်းပပြုလုပ်ခဲ့တဲ့ Miss Grand မြန်မာအလှမယ်ပြိုင်ပွဲရဲ့အယိုးသားဝတ်စုံ National Costume ရှင်ပြိုင်မှုမှာဗုဒ္ဓဘာသာတီလာရှင်ဝတ်စုံကိုဝတ်ဆင်ကမော်ဒယ်လျှောက်ခဲ့တဲ့တာချီလိတ်အလှမယ်နဲ့ပွဲစည်းစင်သူများကိုအလုတ်ကျန်းတဲ့ထောင်ဒဏ်များအသီးသီးအမိန့်ချမှတ်လိုက်ပါတယ်။မေလ10ရက်နေ့သာသနာရေးဝန်ကြီးဌာန၏တိုင်ကြားချက်အရစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက်အလှမယ်ဤမုံလွင်တာချီလိတ်မဲကိုတီလာရှင်ဝတ်စုံဝတ်ကရှင်ပြိုင်ခဲ့သည့်အတွက်သာသနာညှိုးနွမ်းစေမှုအပါအဝင်ပုံမှန်များဖြင့်အလုတ်ကျန်းတဲ့ထောင်ဒဏ်များ၄နှစ် Miss Grand မြန်မာပွဲစည်းစဉ်သူမယန်ဆိုင်တော်ကိုထောင်ဒဏ်အလုတ်ကျန်းတဲ့ထောင်ဒဏ်၄နှစ်ပွဲကျင်းပခဲ့သည့် Irrawaddy Sule Grand ရန်ကုန်ဟိုတယ်မှမန်နေဂျာကိုထောင်ဒဏ်6လချမှတ်လိုက်တာပဲဖြစ်ပါတယ်။ရင်းအပြင်ပြိုင်ပွဲကျင်းပခဲ့သည့်ရန်ကုန်မြို့ Irrawaddy Sule Grand ရန်ကုန်ဟိုတယ်ကိုလည်း6လယာယီပိတ်သိမ်းရန်အမိန့်ချမှတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ4ရက်နေ့ကရန်ကုန်မြို့ရှိIrrawaddy Sule Grand ရန်ကုန်ဟိုတယ်တွင်ကျင်းပခဲ့သည့် Miss Grand မြန်မာပြိုင်ပွဲ၌တာချီလိတ်ကိုစားပြုအလှမယ်ဤမုံလွင်ကတီလာရှင်ဝတ်စုံကိုဝတ်ဆင်ပြီးမော်ဒယ်ရှန်လောက်ကရှင်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။တီလုံးရက်အပေါ်လူမှုကွန်ရက်ပေါ်မှာဝေဖန်မှုများမြင့်တက်ခဲ့ပြီးနောက်သာသနာရေးဝန်ကြီးဌာနကဗုဒ္ဓဘာသာကိုစော်ကားရာရောက်သည်ဟုဆိုကာပြည်ထရေးဝန်ကြီးဌာနသို့အရေးယူပြီးရန်မေလ9ရက်နေ့တွင်တိုင်ကြားခဲ့တာပဲဖြစ်ပါတယ်။ရင်းဖြစ်စဉ်ကြောင့် Miss Grand မြန်မာအဖွဲ့အစည်းကအလှမယ်ဤမုံလွင်ကိုပြိုင်ပွဲမှာထုတ်ပိတ်ကြောင်းကြေညာခဲ့သလိုကျင်းပရန်ကြံရှိနေသည့်စံကားတင်ပြိုင်ပွဲ preliminary နှင့်နောက်ဆုံးပိုလူပွဲ grand final တို့ကိုလည်းရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ကြောင်းမေလ6ရက်နေ့တွင်ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။လက်ရှိတွင်အဆိုပါဟိုတယ်မှာလည်းအမိန့်ကြောင့်ပိတ်ထားရသည့်အတွက်ဧည့်သည်လက်ခံမှုများကိုရပ်ဆိုင်းထားကြောင်းသိရှိရပါတယ်။